တသားတော့ဒါမလုံနိုင်တော့ဘူးတမီးကတော့ဒါမလုံနိုင်တော့ဘူး this is too hard တအားခက်ပါတယ်လို့ပြောတဲ့ခါမှာမမေတို့ပြောလို့ရတဲ့စကား6ခုဟုတ်တယ်ကြည့်ရတာဒါကြီးကအခုချိန်မှာခက်ခဲနေရပဲကဲမမေရှိနေရနော်ဒီမှာပြန်ထွိုင်းကြည့်ရအောင်ဒါဆိုရင်ကိုလုံနိုင်တဲ့အရာတိတိလေးတစ်ခုအောင်နဲ့စပြီးစူးစမ်းကြည့်ကြမလားဒီအရာကအခုခက်ခဲနေရလေမားသွားတယ်ဆိုရင်တော့မှပြန်စူးစမ်းလို့ရတာပဲဒီခက်ခဲတဲ့အရာတွေအကုန်လုံးကိုတစ်ခါတည်းပြီးစီရမလို့ပါဘူးလာ step by step စူးစမ်းကြည့်ကြရအောင်တသား try လုပ်နေတဲ့အခါမှာမိမိဒီမှာရှိနေရနော်အကူညီလို့ရင်ပြောခက်ခဲတဲ့အချိန်မှာလိုအပ်တဲ့အချိန်မှာအကူညီတောင်းတာဘာမှဖြစ်ဘူးဆိုပြီးတော့ခက်ခဲတဲ့အချိန်မှာစူးစမ်းနေတဲ့ကလေးတွေကိုဒီစကားလေးတွေပြောပြလို့ရပါတယ်